အဲ့ဒီအရွက်ကိုစားရရင်ဘုံတကုတ်ထွားတယ်လို့လည်းကျွန်တော်မျိုးကြားဘူးပါတယ်အဲ့ဒီရွက်ကိုစားပြီးဘုံတကုတ်ထွားနေတဲ့လူတွေလည်းလက်ရှိနေတယ်လို့ကျွန်တော်မျိုးကြားဘူးပါတယ်ဒီရွက်ကိုစားပြီးဘုံတကုတ်ထွားရင်တိုက်ပြည်တဲ့လူမျိုးကလည်းပိုးပြီးအကျိုးရှိမှဖြစ်တဲ့အတွက်ဒါကြောင့်ကျွန်တော်မျိုးဒီဟောဒီဗရမများရောင်အရွက်ကလေးကိုလာပြီးဆက်သားခြင်းမှာရွှေဘုံနယ်ကမြန်မာတွေမကဘူးကဘာကျော်သွားတဲ့ပုဂ္ဂိုလ်ကြီးတစ်ပါးပေါ်ခဲ့ဘူးတယ်နော်အလောင်းမင်းတရားကြီးဘူးလေဗျာဥအောင်ဇေယအလောင်းမင်းတရားဥအောင်ဇေယဗိဒ္ဓမြန်မာနိုင်ငံကြီးကိုတီးထောင်ပြီးတော့အဲ့မှာရွှေဘုံမှာနန်းဆိုင်ပေါ့အဲ့လိုဖြစ်နေသူ့ရဲ့ဘုံတကိုးတွေကြီးထွားနေတဲ့အချိန်မှာသူကဗိဒ္ဓမုတ်ဆိုးကြုံရွာသားမုတ်ဆိုးကြုံမှနေတဲ့သူ့တငယ်ချင်းကသူ့ဗိဒ္ဓသတိရမ်းရအထူးသဖြင့်တော့ဗိဒ္ဓတဘိုးရဲတပေါင်းပေါ့မကြီးပင်ကြီးနှုတ်ပြီးဆိုပိုးသတိရငယ်ငယ်တော့ဥအောင်စီကနေအဲ့ဒီမကြီးကခူးစားနေကြတယ်သူတို့ကလေအဲ့ဒါနဲ့တရက်တော့ဗိဒ္ဓမနေနိုင်တော့မကြီးပင်ကလည်းနှုတော့မကြီးရွက်ကိုခူးပြီးတော့ဗိဒ္ဓတခါတည်းဖက်ရုပ်ကလေးနဲ့ငပြောဘက်ကလေးကိုတန့်စင်အောင်လုပ်အဲ့ဒီငပြောဘက်ကလေးတွေကိုကြာကြာနာနာထုတ်ပြီးတော့မှဥအောင်စီရရှိတဲ့နေရာကိုအဲ့ဒီမကြီးရွက်ထုတ်ကလေးနဲ့လိုက်သွားလိုက်လဲသွားရောဗိဒ္ဓဟိုရောက်တော့ဘယ်သူနဲ့တွေ့ကြလို့တော့ဒီလိုပဲဘယင်ဥအောင်စီရနဲ့တွေ့ကြလို့ပါသူနဲ့ငယ်ချင်းမှာဘယ်ရွာကပါဟာကြာကြာနာပြောပြရောခွန်းလို့ပေးလိုက်တာဗိဒ္ဓလုံခြုံရေးတွေကလည်းလွတ်ပေးလိုက်တာဘယင်ကြီးစီးဝေးတဲ့နေရာတော့သူရောက်သွားရောက်တော့ဟာဘယင်ကတကယ်တိုင်းရေးပြည်ရေးတို့အလောင်းမင်းတရားကြီးဆွေးနွေးနေတာပဲဆိုတာသိလိုက်တော့ဗိဒ္ဓအဲ့ဒီမှာဘာလို့တော့မင်းတင့်တော်တဲ့နေရာတနေရာလေးမှာသူဝင်ပြီးတော့ထိုင်းနေတာပေးကနေထိုင်းစီဝဲကြီးလည်းပြီးသွားပြီတိုင်းရေးပြည်ရေးဆွေးနွေးလို့လည်းပြီးရောဗိဒ္ဓအခြားသောအမတ်တွေပြန်သွားတဲ့အချိန်ဥအောင်စီရကဟေ့စောတော့ကလူတယောက်ဝင်လာတယ်ဘယ်သူတော့ကဲတော်ဦးဒီထက်မှဝင်စေတော်ဦးတင်စေဆိုပြီးတော့ခွင့်ပြုလိုက်တော့ဟိုလူကခေါင်းလေးငုံပြီးတော့ဝင်လာတယ်ပြောချင်တာကဟိုကရာသပရင်ဘောဟာတငယ်ချင်းနေကောင်းလားနေကောင်းတာပေါ့ကွာဒါမျိုးမလုပ်ဘူးဟုတ်လားလာတဲ့လူကလည်းနေတတ်ထိုင်တတ်ရှိတယ်ဘယင်ကလည်းရာဇအိမ်လေးရှိတယ်ဒါပြောချင်တာနော်ရှေ့လေရောက်ကြရောမော်ဖူးသည်ဆိုတော့မော်ဖူးတာပေါ့ကဲဘာများလျှောက်တင်စရာရှိလဲလျှောက်တင်စရာရှိလျှောက်ဆိုတော့ဘင်ကြီးတဲ့ကျွန်တော်တို့ရွာမှာအခုလိုချိန်ဆိုအင်မတန်နှုတ်တဲ့တစ်ပင်တစ်ပင်ရှိပါတယ်နှုတ်လိုက်တာတဲ့ဗရမများယုံကြနေတာပဲလှလို့ပါလို့အဲ့ဒီအရွက်ကိုစားရရင်ဘုံတကုတ်ထွားတယ်လို့လည်းကျွန်တော်မျိုးကြားဘူးပါတယ်အဲ့ဒီရွက်ကိုစားပြီးဘုံတကုတ်ထွားနေတဲ့လူတွေလည်းလက်ရှိနေတယ်လို့ကျွန်တော်မျိုးကြားဘူးပါတယ်ဒီရွက်ကိုစားပြီးဘုံတကုတ်ထွားရင်တိုက်ပြည်တဲ့လူမျိုးကလည်းပိုးပြီးအကျိုးရှိမှဖြစ်တဲ့အတွက်ဒါကြောင့်ကျွန်တော်မျိုးဒီဟောဒီဗရမများယုံအရွက်ကလေးကိုလာပြီးဆက်သားခြင်းမှာဘယင်ကလာကြတဲ့ကငယ်ကပြူပေါင်းခဲ့တဲ့ဘဲကောင်းဆိုတာသိပြီးသားလေကဲဟိုကလည်းမကြီးရွက်လို့မပြောဘူးဗရမများယုံနေပါစောင့်ပြောတော့တာလေဟာအဲ့ဒီမှာပြိသိအဲ့ဒီမကြီးရွက်အဲ့အထုပ်ကိုယူပြီးတော့စပိုးဆောင်မှာသွားပြီးတော့ချက်စီဘယင်ကဒီသူငယ်ကိုလည်းပဲတစိုးလက်ဆောင်နေပြီးစီဒါမျိုးဗျဟုတ်လားဟာဟိုလူကပြိသိပျော်လိုက်တာကိုယ်တငယ်ချင်းနဲ့လည်းတွေ့ရစေလက်ဆောင်တွေကလည်းရစေဒီမကြီးရွက်ထုတ်ကရွာတဲ့လှည့်ရောင်းလို့30ရရင်မှရမှာလေဘယင်ကပြိသိပေးလိုက်တာအများကြီးရကျေနပ်ပြီးပျော်သွားရွာရောက်တော့လည်းလှည့်ပြီးတော့ပြောတော့ရွာထဲကလူတယောက်ကလည်းဟာဒီကောင်တော့ဒီဖက်နဲ့ထုတ်တာတော်တော်ရရင်ငါလည်းပဲသွားမယ်ကွာဆိုပြီးတော့မကြီးရွက်ကြီးခူးပြီးတော့ပြိသိပစိုးစုပ်ကြီးနဲ့ထုတ်တယ်သူဟာကတေရွာတဲ့စားတွေနော်မကြီးပင်ကလည်းဒီပင်ပဲမကြီးရွက်ကလည်းဒီရွက်ပဲအဲ့ဒီပစိုးစုပ်ကြီးနဲ့ထုတ်ပြီးတော့အထုပ်ကြီးထမ်းပြီးတော့ပြိသိတက်သွားတယ်သူလည်းတပြေးနဲ့ပြိသိဘယင်နိုင်ငံအရေးစူးဝေးနေတဲ့နေရာကိုသူရောက်သွားဘယင်ကြီးစည်းဝေးနေတဲ့ခဏဟာမရဘူးကွာငါမဆိုးကြုံသားဘာညာနဲ့ပြောပြီးတော့ရှေ့ထီအောင်ပြိသိဝင်သွားတာအပြောကမတတ်အနေကမတတ်ဟိုကတိုင်းပြည်ဆွေးနွေးသူကပြိသိချမောင်ရက်ဝင်ပေးမယ်ဟုတ်လားမကြီးရွက်ဝင်ပေးဘယင်ကြီးခဏလေးဘာညာနဲ့ရှောက်ပြောလိုက်တဲ့ကဘယင်ကြီးကပြိသိဥအောင်စီရကပေါ့လေကဲသူ့ကိုခေါ်သွားလိုက်ဘယ်ခေါ်သွားရမလဲမေးထောင်ထဲသာခေါ်သွားလိုက်တော့မကြီးရွက်လည်းတူပဲပြိသိရွာသားလည်းတူပဲဘာကွာသလဲမေးလိုက်တော့ပြောတတ်ဆိုတတ်နေတတ်ထိုင်တတ်ကွာသွားတာဟုတ်ပြီလားအဲကြောင့်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ပြိသိနံပါတ်2 royalty ပြောတတ်ဆိုတတ်နေတတ်ထိုင်တတ်ရှိရဒါပြောတာနော်နောက်တကနံပါတ်3ကပြိသိ mentality စိတ်ဓာတ်ခွန်အားမြင့်မားရဘာခွန်အားမြင့်မားမယ်မင်းကုန်းဆရာတော်ကြီးရဲ့အရင်ကဗမာပြည်မှာပဲတိပိကစော်မိုးကြီးကျင်းပတာလာတာဘယ်သူမှမအောင်မင်းကုန်းဆရာတော်ပြိသိဟာဝတ္တန်တကာတွေလည်းရထူးချွန်ချွန်နဲ့အောင်မြင်ပြီးတော့လာတဲ့အခါဘေးကလူတွေကရှောက်ကြတဲ့မင်းကုန်းဆရာတော်တိပိကစော်မိုးဝဲဝင်ဖြေဖို့အဲ့ဒီချိန်မှာမင်းကုန်းဆရာတော်ကသူ့ရဲ့လက်မောင်းလေးကင်ကြည့်တယ်
သူကပိန်ချုံချုံလေးလေဒီခန္ဓာကိုဒီဗလနဲ့ငါဖြစ်ပါမလားတိပိဋကဆိုတာကဘိတဲ့ကာယဗလနဲ့လောက်ရမှာမဟုတ်ဘူးညာနာဗလနဲ့လောက်ရမှာဘာဖြစ်လို့မအောင်နိုင်ရမှာတော့စိတ်ဓာတ်ကဘိတဲ့မမြင်မာဘူးလားမြင်မာလိုက်တာသူ့ယူကိုကောင်းအောင်ပြောတာနော်စောစောကပြောတဲ့စကားလဲကြည်ပဲလေအရှင်ညာနေတရာကြီးသာသနာကြီးကျွန်ခံရလို့ပြောတယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေဟာပြိဿာဒါကြီးပွားတိုးတက်မဲ့လက္ခဏာတွေပဲဗျာဟုတ်ပြီလားဦးဇင်းတို့ဖရာအလောင်းဘဝတစ်ခုမှာယုံဖြစ်ဖူးတယ်လေယုံမင်းဖြစ်တော့ကောင်းကင်မော့ကြည့်လိုက်တော့ပြိဿာဟာမနေ့ပြန်လာပြမှာပဲ14ရက်နေ့ညမနေ့ပြန်လာပြမှာပဲဆိုတော့ဥပုံနေကြီးဥပုံနေဆိုတော့ငါဥပုံနေဥပုသ်ဆောင်မယ်ဆိုတော့ပြိဿာဘေးကတငယ်ချင်းတွေလိုက်ဖော်ဆက်တယ်မြေခွေးတို့ဖြန်တို့မြောက်တို့ပေါ့ဖော်ဆက်လိုက်တဲ့ကပြိဿာသူတို့ကလည်းသဘောတူတယ်ဥပုသ်ဆောင်မယ်ပေါ့အဲ့ဒီမှာဇကြားကတိတော့သူတို့ဥပုသ်တကယ်ခိုင်မြဲမယ်မြဲနောက်တကတိဥပုသ်တင်လားသီလတင်လားဒါနရှိမရှိဒါကိုသိကျင်တော့ဇကြားမင်းကပြိဿာလူရောင်ဆောင်ဖန်ဆင်းခရီးသွားရောင်ဖန်ဆင်းပြီးတော့အဲ့နာလာမြောက်စီသွားပြီးတော့အလှခံတယ်မြောက်ကလည်းပြိဿာပိန်နေသီးလေးတရသီးလေးပေးတယ်လှူတယ်မြေခွေးစီသွားတော့လည်းမြေခွေးကလည်းသူ့မှာရှိတဲ့အစားအစာလေးပေးတယ်ဖြန်စီသွားတော့လည်းသူကလည်းငါးသေးလေးတွေပေးတယ်အလှခံပုံနာအကုန်လှူကြနောက်တကယုံစီသွားတယ်အသိယုံမင်းနဲ့ကျွန်တော်မျိုးခရီးသွားပါစားမဲမဲတောက်ရမဲမဲဖြစ်နေလို့ပါစားစရာလေးနဲ့ရှိရင်ပေးပါအောင်ဆိုတော့ယုံစားတာကဘာစားတယ်မြက်စားသူစားတဲ့မြက်ကိုလူပေးလို့ဖြစ်ပါမလားလူကအမလီငါမြနွားမှတ်နေတာထတိုင်သေးဦးမယ်လေအဲ့တော့ယုံကပြီးတဲ့လူစရာသူ့မှာထူးခြားခြားမရှိအဲ့ဒါနဲ့တိတိကျကျကြည့်လိုက်တော့ဘာရှိလို့မေးတယ်တော့သူ့ရဲ့အသက်နဲ့ခန္ဓာကိုယ်ရှိအသင်ပုံနာတဲ့တကယ်လို့ကျွန်တော်စီကအလှခံခြင်းနဲ့ဆိုရင်ထင်းရှာပြီးမိဖို့ကြီးဖွေလိုက်စမ်းပါဟာဟိုပုံနာကထင်းရှာပြီးမိဖို့ကြီးဖို့ဘာလို့မှလည်းမင်းအဲ့ဒီမိဖို့တဲ့ကိုကျွန်တော်ခုံဆင်းမယ်ကျွန်တော်အသားတွေကြက်သွားတဲ့အခါခင်ဗျားစားပါဗျာဆိုပြီးတော့အသက်နဲ့ခန္ဓာကိုယ်ကိုလှူမပေးတယ်အံ့ဩစရာမကောင်းဘူးလားအဲ့ဒီမှာပြတဲ့မိဖို့တဲ့မခုံချခင်မှာ3ခါလောက်အမွှေးလေးတွေခါသေးတယ်တဲ့အတွင်းထဲမှာရှိတဲ့အပိုးလေးတွေဘာလေးတွေထွက်ရင်ထွက်ကြငါခုံတော့မယ်ပေါ့ပိုးလေးတွေခါချပြီးအဲ့ဒီမိဖို့တဲ့ကို